ဘာပြောမလဲဆိုတော့အမှုခင်းကိစ္စပဲဆက်ပြောပါမယ်အမှုခင်းကိစ္စဆိုတာချားမဟုတ်ဗျကျွန်တော်ကပြီးခဲ့တဲ့ရက်တွေကတောက်လျှောက်လူတွေကလည်းဝိလေဂျပါတွေနဲ့ကျွန်တော်လာပြဿနာရှာရတာပေါ့နော်ဆိုတော့သူတို့ပြောတာကတော့ဒီဇော်ဖုံးကြီးပေါ့ကိုဇော်ဖုံးကြီးပေါ့အဲ့လိုပြောပြစီအမျိုးသားရေးသမားလာဒါမှမဟုတ်စပီကာပုံစံမျိုးလားသူဘာတွေပြောလဲသူ online ပေါ်နေသူပြောနေရတယ်ကျွန်တော်တွေ့ပါတယ်သူနဲ့ပတ်သက်တဲ့သတင်းတွေမျိုးစုံပြောကြတာရှိတယ်အဲ့တော့ကျွန်တော်လည်းမပြောရကောင်းလားဆိုပြီးရန်ရှာတဲ့ကောင်တွေလည်းရှိတယ်ဆိုတော့အခုတော့ဒီနေ့တော့ကျွန်တော်ပြောလို့ရတယ်တခုတော့ရှိလာပါပြီအဲ့ဒါဘာလဲဆိုတော့ဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးကိုတဲ့နော်အချက်ပဲတက်ပြည့်ဥပဒေပုံမှ3ခါခွေးနဲ့3ခါခွေး15နဲ့ဂျွန်လ8ရက်ကအမှုဖွင့်ထားပါတယ်တဲ့နော်သူ့ကိုကနဦးဖွင့်ထားတော့ပုံမှ905ကာကြီးပုံမှ66ကာကြီးနဲ့ဖွင့်ထားတာတဲ့အဲ့ဒါကိုထပ်တိုးဖြစ်နေအချက်ပဲတက်ပြည့်ဥပဒေပုံမှ3ခါခွေး15နဲ့ထပ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်သူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တော့ဘာလို့ဆိုတော့ကျွန်တော်တော့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူးပေါ့လည်းပြောဒါကသတင်းဖြစ်နေထက်ပြောရမယ်ရေးကြည့်တဲ့ issue တခုတော့မဟုတ်ဘူးတိုးတော့ခုနသတင်းဖြစ်နေ PPA မီဒီယာတွေကတော့ဝိုင်းကြည့်လာတဲ့ခါကျတော့ကျွန်တော်ကဒါကိုထည့်ပြောလာတာပေါ့နော်တဘောဆိုတော့ဒီကိုစော်ဘုန်းကြီးကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေခေါ်ယူပြီးတော့စစ်ဆေးမေးမြန်းနေဆိုတဲ့အထိကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကို highlight မလုပ်ဘူးဘာလို့ဆိုတော့ဒါတွေက highlight လုပ်ရမယ့်ကိစ္စမဟုတ်ဘူးခေါ်ယူမေးမြန်းစစ်ဆေးတယ်ဆိုတာတွေအကုန်လုံးကအမှုဖွင့်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ပြောလို့မပြောဘူးဘာလို့ခေါ်ယူမဲ့အခုဂျွန်လွင်မဲကြည့်ခေါ်ယူမေးမြန်းတယ်ပြန်ပြီးတော့ပြန်လွတ်ပေးလိုက်တယ်ဒါကိုကျွန်တော်တို့ဘာမှမဖြစ်တဲ့အတွက်အများကြီးမပြောဘူးကိုစော်ဘုန်းကြီးလေးတွေပဲခေါ်ယူမေးမြန်းတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမပြောဘဲနေတယ်ပြီးတော့ခေါ်ယူမေးမြန်းမှုနဲ့နောက်မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့မသိတဲ့အတွက်ကျွန်တော်တို့ကဘာမှမထွက်လာသေးတဲ့ issue ကိုတန်းပြီးကျွန်တော်တို့စိတ်ကူးတဲ့ပေါက်ရရှောက်ပြောလို့မရတဲ့အတွက်ကျွန်တော်မပြောတာအခုတော့သူနဲ့ပတ်သက်ပြီးအမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စက DVB ကရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟာကိုကားပြီးတော့ပဲကျွန်တော်ပြောချင်တာပါ DVB ကရေးတာတော့သူ့ကိုပထမဖွင့်တာတော့ပုံမှန်905ကာကြီးပုံမှန်66ကာကြီးပေါ့နော်အဲ့ဒါနဲ့ဖွင့်ထားတယ်ပေါ့အခုတော့ထပ်တိုးဖြစ်နေကျမ်းပတ်တိုက်ပြည့်ဥပဒေပုံမှန်3ခါခွေး15နဲ့ပါထပ်တိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ကရေးတယ်သူ့ကိုတော့သုံးတာတော့ DVB သုံးတဲ့စကားလုံးကတော့စစ်တပ်ထောက်ခံသူပေါ့နော်စစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုတဲ့အကျပ်ပဲတိုက်ပြည့်ဥပဒေနဲ့မဟုတ်ဘူးထပ်ဖွင့်ဆိုပြီးတော့သူတို့ကဒီလိုရေးပါတယ်သူ့ကိုဖွင့်တာတော့ဒါ NUG ကလွတ်ထားတဲ့သရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့ဟာမျိုးကြားပါတယ်ဆိုပြီးပြောတယ်သူနောက်တစ်ခါတရားမဝင်သွင်းကုန်ပို့ကုန်တွေကိုတရားမဝင်သွင်းတယ်ကိုပို့တယ်ပေါ့ဒါကြောင့်မလို့ပြောတယ်ဆိုတာမျိုးတွေခေါင်းစဉ်တက်တယ်မျိုးစုံပါဗျာသူ့ကိုခေါင်းစဉ်တက်တာတော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါမျိုးစုံရေးကြတာပေါ့နော်မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့သူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကတုံးတွေ DVB ကမျိုးစုံရေးကြတာတွေ့ရတယ်ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုံရဲစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့အမျိုးသမီးကသူ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေ66ကားနဲ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေလည်းရေးထားတာတွေ့ရတယ်ပြောရင်တော့သူနဲ့ပတ်သက်ပြီးရေးနေတာမျိုးစုံတွေ့ပါတယ်ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီးဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရောက်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနာဆကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးတရားရုံးတွေဘာတွေညာတွေလည်းမင်းမျက်စုံစမ်းခြင်းမရဘူးသက်ဆိုင်ရာဖွဲ့စည်းတွေနဲ့မေးရမြန်ခက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လည်းသူတို့နဲ့သိပြီးအဆက်ဆံသိမရှိဘူးမရှိတော့ကျွန်တော်သိပြီးတော့မမေးမမြန်းမိဘူးပေါ့ဗျာအဲ့တော့မမေးမြန်းပြီးတော့ကျွန်တော်သိချာမသိဘူးတိုးတော့ DVB ရေးတော့ဒါလိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တစ်ခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ဃာတော်ကြီးတွေနဲ့ဝင်ဖူးပြီးတော့တွေ့ဖို့ကြိုးစားတယ်လို့လည်းကြားတယ်ပြီးရင်ဆရာတော်တန်ဃာတော်ကြီးတွေရဲ့အဆင့်နိုင်ငံတော်ကြီးကဲတွေစီကိုမြေတားရခန့်ချက်တွေတင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားရတယ်ဒါတွေတော့ကြားနေရတဲ့သတင်း information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့ဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်လောလောဆယ်တော့ဒီလိုမျိုးတော့သတင်းတွေ့နေရတယ်အဲ့တော့ကိုဇော်ဘိုးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေကြိုက်ကြသူတွေမကြိုက်ကြသူမျိုးစုံရှိကြပါလိမ့်မယ်ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းထောက်ခံခြင်းမထောက်ခံခြင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန္ဒနဲ့စိုက်ပါတယ်ဒါပေမဲ့သူဥပဒေကိုကျူးလွန်ဖောက်ဖျက်တာရှိရင်တော့ဥပဒေကတော့အရေးယူလိမ့်မယ်ဖောက်ဖျက်တာမရှိရင်သူပြန်လွတ်မယ်ဒါကတော့အခြေခံအဖြေပါပဲပြီးတော့အမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်အဖွဲ့အစည်းလဲဆိုတာလည်းရှိသေးတာဟုတ်အမှုဖွင့်ထားတာကတပ်မတော်ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတယောက်ကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်ဒါတပ်မတော်အမှုဖွင့်တယ်ဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခုကဒါကိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ဆွဲချက်မတင်ခင်လေးမှာဒီအမှုပြက်ပြဲသွားအောင်လုပ်ဖို့ပဲလိုတယ်ပေါ့ဆွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုယ်တိုင်မြင်လင်းတရားစီရင်ရေးကိုမဆွတ်ဖက်ဘူးဆိုပြီးသူကအဲ့လိုနေနေတဲ့လူဖြစ်တယ်ဆိုတော့အကယ်၍သာတရားရုံးမှာဆွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစော်ဘုံကြီးနဲ့သူ့ရဲ့ဟိုဟာတွေကတော့ဒါဘာပြောအမှုရင်ဆိုင်မဲ့သဘောပေါ့တရားရုံးဆွဲချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာနဲ့ပြက်ပြဲသွားတာတွေဖြစ်နိုင်တယ်ပေါ့နော်အခုချိန်ထိတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်ဆိုတော့ခင်ဗျားတို့သိချင်နေကြတဲ့ကိုစော်ဘုံကြီးကိစ္စဒီကို DVB တို့ကတော့ရေးပြီးဖြစ်တဲ့အတွက်ရေးတဲ့ဟာကိုအခြေခံပြီးတော့ပဲရာနှုန်းပြည့်မဟုတ်ရင်တော့ရာဂိုင်နှုန်းတစ်ခုဖြစ်နေမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့
စဉ်းစားဖို့လိုပြီလို့စဉ်းစားသုံးသပ်တယ်လို့ယူဆပါတယ်ကျွန်တော်တို့တော့ဒါကိုကောင်းချင်းဆိုချင်းတော့မပြောလို့ပါဘူးသူလဲသူကသူအားတန်တဲ့ပုံစံနဲ့သူပြောချင်တာလေသူပြောချင်တာလေသူစိတ်ပါတဲ့အတိုင်းသူရဲ့အားချိုးမှန်တဲ့အားကောင်းမောင်းတန်အားတန်မောင်းတန်တဲ့အားရပါသူပြောခဲ့တာတွေလည်းရှိတာပဲအခုဆိုရင်ပြည်ပြင်းမီဒီယာတွေကသူပြောခဲ့တဲ့ video file နဲ့အချို့တွေယူသုံးပြီးတော့ကြောက်ချတာပေါ့နော်ပွင့်လည်းပြောရင်တော့ဟိုပြည်ပြင်းမီဒီယာတွေကြောက်ချတာအကြီးကျယ်ကြောက်ချတာထိုးချတာပေါ့နော်ထိုးချပြီးတော့ဒုက္ခကြီးကျယ်ပေးကြတယ်ရှိတာပေါ့တခုရှိတာကကိုစောဘင်းပြောနေသမျှတွေဒီသူက public speaker လို့သူ့ကိုသူပြောခဲ့တာအများကြီးရှိပါတယ်သူကတကယ်လို့ media ဆိုရင်တော့ကျွန်တော်တို့ media ဆိုရင်တော့သူ journalism ပေါ့ဗျာ journalist တယောက်ဖြစ်တယ် media ဆိုရင်တော့ပြီးတော့ media license ရှိထားရဆိုရင်တော့ကျွန်တော်တို့ကဒီသတင်း media ကောင်စီဘာလို့ကနေဖြည့်ရှင်းတာမျိုးတွေသက်ဆိုင်ရာဝန်ကြီးဌာနတွေကဝင်ကူတာမျိုးတွေလုံခြုံရေးတမတော်ထိပ်ပိုင်းကောင်းဆောင်တာဝန်ရှိသူတွေကထည့်သွင်းစဉ်းစားပေးတာရှိနေတာပေါ့သူကခက်တာသူက journalist မဟုတ်ဘူးmedia သမားလည်းမဟုတ်ဘူးပြီးတော့ media license လည်းရှိထားတာမဟုတ်ဘူးအဲ့ခါကျတော့သူပြောတာတွေအကုန်လုံးကခုနရေးယူလို့ရတဲ့အနေအထားမျိုးကိုလည်းရောက်တဲ့စကားလုံးတွေရှိခဲ့တာဒါကြောင့်ဘာပဲပြောဒါကြောင့်သူ့ရဲ့ဟိုပြောဆိုမှုတွေတည်းကတချို့စကားလုံးတွေဥပဒေကြောင်းကညှိစွန်းနိုင်တဲ့အကောက်ချက်ဆွဲစရာတွေတွေ့တဲ့အခါဒါဥပဒေကြောင်းကကောက်ဆက်ဆွဲပြီးအမှုဖွင့်သွားတယ်လို့ဟိုတွေးရမှာဖြစ်လာပါတော့ကျွန်တော်ပြောတဲ့ဒေါ်မိုးမိုးခိုင်ရထအမှုဖွင့်တာမျိုးတော့ရှိတာဆိုတော့ဒါတွေကစဉ်းစားစရာကောင်းတဲ့ကိစ္စပါဒါကြောင့်နောင်များမှာကိုကရုပ်သံFacebook ကနေ live လွှင့်တာ TikTok ကနေ live လွှင့်တာ YouTube ကနေ live လွှင့်တာ Telegram တွေပြောတာစသဖြင့်ဘီလိုပဲပြောဟိုတရားဝင် license ရထားသောမီဒီယာမဟုတ်ဘူးဆိုရင်မီဒီယာရှုထောင့်ကနေမရက်တည်ပဲနဲ့ကိုယ့်ဟာကိုဟိုရှုထောင့်ကနေပြောတာမျိုးကောင်းပါတယ်နောက်တစ်ခုကပြောပြီဆိုရင်လည်းဥပဒေကြောင်းကညှိစွန်းနေတာတွေကိုသတိကြီးထားကြတာကောင်းပါတယ်ဘာလို့ဟိုဖြစ်သွားမှနောက်ကလိုက်ရတယ်ဆိုတာတော်တော်လေးပင်ပန်းပါတယ်မိသားစုတွေပင်ပန်းနေသူကိုသက်ဆိုင်ရာကာယကံရှင်တွေလည်းစိတ်ပင်ပန်းလှပါတယ်ဒါကြောင့်အားလုံးဟာဘာပြောကိုကတော့ပြောစရာရှိတာပြောချင်တာလို့ပြောချလိုက်ပြီးမြဲနောက်ဆက်တွဲကဥပဒေကြောင်းဆိုတဲ့စကားလုံးတွေတွဲကပ်ပါလာတဲ့အတွက်သတိကြီးထားပြီးရှင်းတန်နေထိုင်ကြဖို့ပဲအားလုံးတိုက်တွန်းချင်ပါတယ်နော်ပြီးကိုစောဘိုးရဲ့ဖြစ်စဉ်ကလည်းအားလုံးတချို့လူတွေနမူနာသင်ခန်းစာယူပြီးတော့လေ့လာသင့်တယ်လို့ကျွန်တော်ဒီလိုပဲတိုက်တွန်းချင်ပါတယ်နော်ဒါတော့ဒီလောက်ပါပဲကျွန်တော်တို့ဒါတော့အများကြီးလို့ပြောစရာမရှိတဲ့အတွက်အများကြီးလည်းကျွန်တော်လည်းဆက်ဆံမရှိတော့ကျွန်တော်လည်းဘာပြောမှမသိလို့ဒီလောက်ပဲပြောလို့ရပါတယ်ဘာလို့ကျွန်တော်မသိတဲ့အပိုင်းမို့လို့ကျွန်တော်မပြောနိုင်လို့ပါအဲဒါကြောင့်ရှေ့ရဲ့ပိုင်းတွေကကျွန်တော်မပြောတာလေကိုမသိတဲ့အပိုင်းမို့လို့ဝင်မပြောပဲနေတာပါနော်ဆိုတော့ထားပါတော့ဒါ